ဘန်နီဒါယာမှဆစ်ဒနီသာသနာရိပ်သာသည်ခရစ်တက္ကရာ2000ပြည့်နှစ်တွင်ဩစတြေးလျနိုင်ငံဆစ်ဒနီမြို့တွင်ဘန်နီဒါယာမှဆရာတော်အရှင်ပညာသားမိမှတည်ထောင်ခဲ့ပြီးကျေးဇူးတော်ရှင်ဘန်နီဒါယာမှရွှေတောင်ကုန်းဆရာတော်ဘုရားကြီးမှချီးမြှောက်ဖွင့်လှစ်ပေးတော်မူခဲ့ပါသည်။ထိုအချိန်မှစပြီးဗုဒ္ဓသာသနာပြန်ပွားရေးလုပ်ငန်းများဝိပဿနာတရားသင်ကြားပြသခြင်းလုပ်ငန်းများဝိပဿနာတရားစခန်းဖွင့်လှစ်ခြင်းများကိုလုပ်ဆောင်ခဲ့ရာယခုအခါတွင်သွားရေးလာရေးလွယ်ကူအဆင်ပြေလာသောဆစ်ဒနီမြို့ဟော့စလီပါ့ခ်ရပ်တွင်တည်ရှိသည့်ဘန်နီဒါယာမှဆစ်ဒနီသာသနာရိပ်သာသည် Place of Public Worship ဟူသည့်သာသနာနယ်မြေဖြင့်လှုပ်ဆောင်ရန်သက်ဆိုင်ရာမှခွင့်ပြုချက်ချခဲ့ပြီးဖြစ်ရာထေရဝါဒသာသနာတော်စီပင်ပြန်ပွားရေးလုပ်ငန်းများဝိပဿနာသင်တန်းများပို့ချခြင်းဝိပဿနာတရားစခန်းများဖွင့်လှစ်ခြင်းဒီပရောက်မျိုးဆက်သည့်ဗုဒ္ဓဘာသာဝင်မြန်မာကလေးငယ်များအတွက်ရည်ကြည်လိမ္မာဗုဒ္ဓဘာသာသင်တန်းများဖွင့်လှစ်ပို့ချခြင်းသာသနာရေးနှင့်ဘာသာရေးဆိုင်ရာအခမ်းအနားများကျင်းပခြင်းများကိုတရားဝင်လှုပ်ဆောင်နိုင်တော်မူဖြစ်ပါကြောင်းဝမ်းမြောက်ဖွယ်ရာသတင်းကောင်းပါအပ်ပါသည်ခင်ဗျာခွင့်ပြုချက်ကြားပြီးသော Place of Public Worship ဟူသည့်သာသနာအောင်မြေတော်ကြီးတွင်ပါရှိသည့်သာသနာအဆောက်အအုံများမှာယဟန်ရှင်လူယောဂီများအေးချမ်းစွာတရားအားထုတ်နိုင်ရန်အထူးပုံစံပြုရေးဆွဲထားသောဓမ္မဟောလ်ခေါ် Meditation Hall ဟူသည့်ဓမ္မယုံတော်ကြီးတွင်ယောဂီများဝိပဿနာတရားများကိုပွားများအားထုတ်နိုင်တော်မူဖြစ်ပါရခင်ဗျာထို့ပြင်ယဟန်တန်ဃာတော်များအားဆွမ်းဆက်ကလူဒန်းနိုင်ရန်နှင့်တန်ဃာတော်နှင့်ယောဂီများဝိပဿနာတရားများအားထုတ်ရင်းအေးချမ်းစွာဆွမ်းသုံးဆောင်နိုင်ရန်အတွက်အထူးပုံစံပြုထုတ်လုပ်ထားသောခေတ်မီစွမ်းစားဆောင်ကြီးတို့နှင့်အတူဗုဒ္ဓဘာသာဝင်တို့အတွက်အရေးပါလာသောအထွတ်အမြတ်ထားရာသာသနာအဆောက်အအုံတစ်ခုဖြစ်သည့် Ordination Hall ခေါ်စီမာ Hall ဟူသည့်ယဟန်ခန်းရှင်ပြုအခမ်းအနားများပြုလုပ်နိုင်မည်မဟာတိန်တော်ကြီးတို့ကိုလည်းပါဝင်တည်ဆောက်သွားမှာဖြစ်ပါမယ်ခင်ဗျာခွင့်ပြုချက်ကြားပြီးသော Place of Public Worship ဟူသည့်သာသနာအောင်မြေတော်ကြီးတွင်ယာဉ်စီးပေါင်း58စီးရနာနိုင်မည်ခါဖခေါ်ရေရနာစခန်းကြီးတစ်ခုနှင့်အတူယောဂီများအေးချမ်းစွာဈဉ္ဉံလျှောက်တရားအားထုတ်နိုင်ရန်အတွက်ဓမ္မဂါရန်ခေါ်ဓမ္မပန်းဥမြင့်ကြီးတို့ပေါင်းပြီး landscape တို့ကိုလည်းထည့်သွင်းတည်ဆောက်သွားမှာဖြစ်ပါတယ်ခင်ဗျာအဆိုပါအဆောက်အအုံများပါဝင်သည့် Place of Public Worship ဟူသည့်သာသနာအောင်မြေတော်ကြီးတွင်ဝိပဿနာတရားရိပ်သာကြီးဖြစ်မြောက်စေရေးအတွက်ယခုအခါတွင်ဘန်နီဒါယာမှဆစ်ဒနီသာသနာရိပ်သာဆရာတော်အရှင်ပညာသားမိဦးဆောင်မှုအောက်တွင်အမှုဆောင်အဖွဲ့မှစတင်ကောင်းတယ်ပေါ်ဆောင်ရွက်နေပြီဖြစ်ပါသဖြင့်ဗုဒ္ဓသာသနာအရှိတည်တံ့စေခြင်းအကျိုးအတွက်မှာ၎င်းဩစတြေးလျရောက်ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးအားလုံး၏အကျိုးအတွက်သာမကလာခဲ့စမ်းပါရှုစမ်းပါဟုဝမ်းသာရှင်လိုက်ဖိတ်ခေါ်အပ်သောမြတ်ဗုဒ္ဓ၏တရားတော်မြတ်ကိုလက်တွေ့ကျင့်ကြံပွားများလိုသူအားလုံး၏အကျိုးအတွက်မှာ၎င်းတရားတရားများစွာဖြင့်ကုသိုလ်တော်ယူပါဝင်လူထမ်းနိုင်ကြပါရန်နိဗ္ဗာန်အကျိုးမြောက်ဖို့ရည်တမ်း၍နှိုးဆော်လိုက်ရပါ